chicken လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမနက်ကကျွန်တော်တင်ပေးခဲ့တဲ့ကျွန်တော်အောင်ခဲ့တဲ့ဘုဒ္ဓည39အဆက်ကတော့ပြတ်သွားပြီပေါ့နော်အခု3ရက်12လ2025ညနေ4နာရီခွဲအတွက်ထုံးစံတိုင်းပေါ့နော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကြိုက်ရင်လည်းထိုးလို့ရအောင်ကန်ဆန်းလို့ရအောင်လို့ကျွန်တော်မြင်ထားတွေ့ထားတဲ့ site ကလေးကိုဆွဲပြပေးမှာဖြစ်ပါတယ်ကျွန်တော်ချစ်မိတ်ဆွေများအခုပြဆွဲပြပေးတဲ့ site ကလေးကိုကြည့်ရှုလေ့လာပြီးမှမိတ်ဆွေတို့ကိုယ်တိုင်ကြိုက်နှစ်တဲ့ဆိုမှထိုးပါမကြိုက်ရင်ထိုးစရာမလိုပါဘူးနော် website ကလေးကတော့အခုကျွန်တော်အပြရန်အဝိုင်းလေးပေါ့နော်ဒီအပြရန်အဝိုင်းလေးမှာဆိုလို့ရှိရင်2ရက်3ရက်3ညရရှိပါတယ်2 3 3ညပေါင်းလိုက်လို့ရှိရင်9ဆိုတော့ကျွန်တော်ကဒီမှာ9 3ည3 break ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်9 3ည3 break သူနဲ့တွဲရမယ်လုံးမှန်ကြတော့ဒီမှာအနီအောင်မြင်းလေးဆွဲလိုက်မယ်နော်ဒီအနီအောင်မြင်းလေးမှာရှိတဲ့ကဏ္ဍနှလုံးပေါင်းလိုက်မယ်8နဲ့1နဲ့8နဲ့1နဲ့ပေါင်းရင်9ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က9ထိပ်ဆိုပြီးတော့ယူလိုက်မယ်အနီအောင်ကဒီမှာ9ထိပ်နော်အဲ့မှာ9 3ည3 break 9ထိပ်နဲ့ဘာကဏ္ဍထွက်ထားလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာအစိမ်းရောင်လေးနဲ့ပြပေးမယ်နော်ထွက်တဲ့ကဏ္ဍကိုကျွန်တော်အစိမ်းရောင်လေးနဲ့ပြပေးမယ်နော်9 3ည3 break ထဲက9 break ကို9ထိပ်စီးနဲ့တွဲပြီးတော့ညနေပိုင်းမှာ9 6ဆိုတဲ့ကဏ္ဍထွက်ထားပါတယ်ဒါကပထမပင်ပေါ့နော်ဒုတိယပင်ကျွန်တော်ဆက်ကြည့်မယ်ဒုတိယပင်ကိုလည်းကျွန်တော်အပြရအောင်ဝိုင်းလေးဝိုင်းလိုက်မယ်ဒီမှာ3နဲ့2နဲ့ဒီဘက်က6နဲ့ပေါင်းအောင်ပါပေါ့နော်ဆိုတော့3နဲ့3ညနဲ့6နဲ့ပေါင်းအောင်မယ်နော်3ရယ်3ညရယ်6ရယ်ပေါင်းလို့ရှိရင်9ဆိုတော့ကျွန်တော်က9စယူမယ်9ရက်ပါဝါ4ယူမယ်9ရက်နက်ခတ်6ယူမယ်9 4 6 break ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်ဒါအပြာရောင်လေးကနေရတဲ့9 4 6 break နော်ဟုတ်ပြီတူနဲ့တွဲရမယ်လုံးပိုင်းသူကဒီမှာအနီရောင်မြင်းလေးဆွဲလိုက်မယ်ဒီအနီရောင်မြင်းမှာရှိတဲ့8နဲ့9နဲ့နော်ဒီကဏ္ဍနှလုံးပေါင်းလိုက်မယ်8နဲ့9နဲ့ပေါင်းရင်9ဆိုတော့ကျွန်တော်က9ထိပ်စီးဆိုပြီးတော့ယူလိုက်မယ်နီရောင်ကကျွန်တော်ဒီမှာ9ထိပ်စီးရပါတယ်ထိပ်စီးနော်အဲ့ဒီမှာကျွန်တော်တို့6 4 6 break ကို9ထိပ်စီးနဲ့တွဲပြီးတော့ဘာကဏ္ဍထွက်လဲဆိုလို့ရှိရင်သူကဒီမှာ6 4 6 break ထဲက9 break ကို9ထိပ်စီးနဲ့တွဲပြီးတော့ညနေပိုင်းမှာ9ဆိုပြီးတော့ထွက်ထားပါတယ်3ပင်မြောက်ကိုဆက်ကြည့်မယ်3ပင်မြောက်ကိုလည်းကျွန်တော်တို့အပြာရောင်အဝိုင်းလေးဝိုင်းလိုက်ပြီးဒီအပြာရောင်အဝိုင်းထဲမှာ3ညရယ်9ရယ်2ရယ်ဆိုပြီးတော့မှကဏ္ဍ3လုံးရှိမယ်နော်အဲ့ဒီ3ည9 2ကိုပေါင်းလိုက်ရင်17ရပါတယ်17ဆိုတော့ကျွန်တော်က1ကိုစယူမယ်1ရဲ့ပါဝါ6ယူမယ်1ရဲ့နက်က8ယူမယ်နော်168 break ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါမယ်ဒါအပြာရောင်လေးပေါ့နော်168 break မနေ့ကဒါကျွန်တော်ဒီနက်ခတ်တွေယူခဲ့မယ်ဆိုရင်ကျွန်တော်မိတ်ဆွေပေါက်အောင်ပါဗျာကျွန်တော်ကနက်ခတ်တွေမယူလိုက်ဘူးပေါ့နော်168 break နဲ့တွဲရမယ်လုံးပိုင်းလေးကကြတော့ဒီဘက်မှာအနီရောင်မြင်းလေးနဲ့ဆွဲပြပေးမယ်ဒီအနီရောင်မြင်းလေးမှာရှိတဲ့ကဏ္ဍနှလုံးကတော့1နဲ့9နဲ့ပေါ့နော်1နဲ့9နဲ့ပေါင်းရင်8နော်1နဲ့9နဲ့ပေါင်းရင်8ဆိုတော့ကျွန်တော်က8ထိပ်ဆိုပြီးတော့ယူလိုက်မယ်8ထိပ်စီပေါ့နော်အဲ့မှာ168 break ကို8ထိပ်စီနဲ့တွဲပြီးတော့ဘာကဏ္ဍထွက်လဲဆိုလို့ရှိရင်ဒီမှာပေါ့နော်168 break ထဲက8 break ကို8ထိပ်နဲ့တွဲပြီးတော့ညနေပိုင်းမှာ7 3ညဆိုပြီးတော့ထွက်ပါတယ်နော်ဒီနေ့ကကျွန်တော်ကအဲ့လိုမယူလိုက်ဘူးပေါ့နော်အဓိကတော့အကွက်နည်းစေချင်လို့ပေါ့နော်
ဒါ3ပင်မြောက်ပြီးသွားပြီပေါ့နော်ကျွန်တော်4ပင်မြောက်ဆက်ကြည့်မယ်4ပင်မြောက်ကလည်းအခုဒီမှာကျွန်တော်3ပင်မှာပေးထားတဲ့ပုံစံလေးတိုင်းပဲကျွန်တော်ယူထားလိုက်ပြီတရားဝိုင်းထဲမှာ9ရဲ့2ရဲ့3ညရဲ့ကဏ္ဍ3လုံးရှိမယ်နော်အဲ့ဒီ9နှစ်3ညကိုပေါင်းလိုက်ရင်17ရပါတယ်17ဆိုတော့ကျွန်တော်က1ကိုစယူမယ်1ရဲ့ power 6ယူမယ်1ရဲ့နှက်က8ယူမယ်ဒါကိုကျွန်တော် break ယူလိုက်မှာပေါ့နော်168 break မနေ့ကနဲ့ပုံစံနဲ့ပဲပေါ့နော်မနေ့ကလည်း168 break ခုလည်း168 break ပေါ့နော်ဆက်ပေးမယ်ဆိုလို့ရှိရင်၄ပင်ဆက်ပေးမယ်ဆိုလို့ရှိရင်168 break အဲ့မှာသူနဲ့တွဲရမယ်လုံးမှန်ကြတော့ဒီမှာကျွန်တော်အနီအောင်မြင်းလေးနဲ့ဆွဲပြပေးမယ်8ရယ်9ရယ်8ရယ်9ရယ်ဒီကဏ္ဍနှလုံးကိုကျွန်တော်ပေါင်းမယ်8နဲ့9နဲ့ပေါင်းရင်19ဆိုတော့ကျွန်တော်ကခွန်ထိတ်ဆိုပြီးတော့ယူလိုက်မယ်ကျွန်တော်တော့ဒီအပေါ်အပင်တွေမှာထိတ်စီးပေးထားတဲ့အတွက်ကြောင့်ခွန်ထိတ်လိုပဲရေးတာပေါ့နော်မှန်တကယ်ထိတ်စီးဆိုပေမဲ့လည်းအပိတ်ကနေထွက်တတ်ပါတယ်နော်ဒါမိတ်ဆွေတို့တတိလေးထားတတ်ဖို့ပေါ့နော်ဟုတ်ပြီဒီနေ့ညနေ4နာရီခွဲတော့က168 break ကိုခွန်ပိုင်ပေါ့ဗျာနော်၄ပင်ဆက်ပေးမယ်ဆိုလို့ရှိရင်နောက်မိတ်ဆွေတွေပေါက်မှာနော်အဲ့တော့ကျွန်တော်168 break ကိုခွန်ထိတ်စီးနဲ့ကျွန်တော်ကဏ္ဍလေးစီးပေးမယ်ဘရိတ်ကိုကြိုက်ရင်ဘရိတ်ကိုကစားပါငါတို့ခွန်ပိုင်လိုပဲရေးလိုက်မယ်ပေါ့နော်လုံးပိုင်ခွန်ကြိုက်ရင်ခွန်ပတ်လို့ရတယ်ဒါမှမဟုတ်ထိတ်စီးကြိုက်ရင်ထိတ်စီးကိုပိုကစားပါနော်ပိတ်ကိုရံပေါ့ဗျာနော်ပတ်တိပတ်ရင်တော့ပိုစိတ်ချရတာပေါ့ဗျာနော်168 break ကိုခွန်ပိုင်နဲ့ကဏ္ဍစီရမယ်ဆိုလို့ရှိရင်ခွန်1 R ခွန်9 R ဟိုဒီရှိကခွန်4 R ပေါ့နော်ခွန်4 R ဒီမှာခွန်1 R ဒီ3ခွက်ကအဓိက main ပေါ့ဗျာဒီ3ခွက်ကအဓိက main နော်အရန်အနေနဲ့ကြတော့ခွန်ရဲ့ power 2ဖြစ်တဲ့အတွက်ကြောင့်2 9 R 2 9 R ရဲ့2 4 R ရဲ့ခုလည်းကျွန်တော်ပြန်ကြပါတယ်ပေါ့နော်2 4 R အရန်ထည့်ပေးထားတယ်2 6 R ပြီးရင်ခွန်ရဲ့နှက်ခက်က3ညဖြစ်တဲ့အတွက်ကြောင့်3ည1 R 3ည6 R 3ည8 R အရန်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟာပေါ့နှစ်ကွက်ကပြန်ကြပါမယ်နော်3ည8ရဲ့2 4ရဲ့ပေါ့နော်ပြန်ကြနှစ်ကွက်ပါမယ်အရန်ပေါ့ဗျာနော်မင်းကတော့ခွန်4ခွန်9ခွန်1ဖြစ်ပါတယ်ဟုတ်ကဲ့ပါ3ရက်12လ2025ညနေ4နာရီခွဲအတွက် site ကလေးကတော့ဒီတော့ပါပဲကျွန်တော်ချင်းမိတ်ဆွေအားလုံးခုကျွန်တော်ဆွဲပြပေးတဲ့ site ကလေးကိုကြည့်ရှုလေ့လာပြီးပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကိုယ်တိုင်ကြိုက်တူတယ်ကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင်ထိုးကြည့်ပါကန်ဆန်းကြည့်ပါနော်ကဲကျွန်တော်ချင်းမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်စန္ဒတွေတလုံးတစ်ဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကမ်းဆွကျင်နိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရှီယာနေဆုတောင်းမေတ္တာပို့ထားလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်တိုက်တဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီညနေမှာခုဒီ site ကလေးပေါ့နော်၄ပင်ကူလေးဆက်ပြီးတော့မှကျွန်တော်ချင်းမိတ်ဆွေအားလုံးပေါက်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုတောင်းပေးပါတယ်